ဒီကိုရောက်နေတာကြာကြပြီလားโอเคဒီမှာကျွန်တော်တို့ရောက်ရှိနေတဲ့အချိန်မှာခက်ခဲတွေလည်းအများကြီးရင်ဆိုင်ရမယ်ဟုတ်တယ်နော်